လူဘဝမှာအာနာတတဟာကောင်းတဲ့အရေးချင်းတစ်ခုဆိုပေမဲ့တခါတလေမှာတော့အဲ့ဒီအာနာမှုကပဲတင့်ကိုအာကုသူ6ထဲဆွဲချသွားတယ်ပါတယ်ခင်လို့ကြွေတာပဲစားလိုက်ပါဆိုတဲ့စကားတစ်ခုတော့မှတင်းလက်တီလာတွေကျိုးပေါက်သွားနိုင်တယ်လို့တင်းလက်ဘဝကံကြမ္မာကိုပါညင်နွမ်းသွားစေမယ့်အန္တရာယ်တွေရှိနေပါတယ်ဘလောက်ပဲခင်ဘလောက်ပဲယင်းနီးဒါမျိုးကျွေးရင်တော့လုံးဝမစားသင့်ဘူးဆိုတာကိုဒီနေ့ကျွန်တော်ပြောပြပေးသွားပါမယ်မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Wisdom of Buddha Channel အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လူမှုပတ်ဝန်းကျင်မှာနေထိုင်တဲ့အခါတဦးနဲ့တဦးကျွေးမွေးတာဧခန္ဓာဟာချစ်စရာကောင်းတဲ့ဓလေ့တစ်ခုပါဒါပေမဲ့ဘုန်းတော်ဘာသာဝင်တယောက်အနေနဲ့ရောဘဝကိုအေးချမ်းချမ်းဖြတ်တန်းခြင်းသူတယောက်အနေနဲ့ပါစားတုံးခြင်းအတတ်ပညာမှာစင်ချင်းတုံရရှိဖို့လိုပါတယ်အခုကျွန်တော်တို့ပြောပြမယ့်အချက်တွေကိုနားထောင်ကြည့်ပြီးတင့်ဘဝမှာအာကုသို့ကင်းစင်အောင်ဘယ်လိုစင်ချင်းမလဲဆိုတာလေ့လာကြည့်ကြရအောင်ဗျာပထမဆုံးအချက်အနေနဲ့ပြောချင်တာကတော့မတန့်ရှင်းတဲ့နီလန့်နဲ့ရလာတဲ့အကျွေးအမွေအကြောင်းပါကျွန်တော်တို့နဲ့အရင်ခင်တဲ့သူအရင်ရင်းနှီးတဲ့သူကတခုခုကျွေးတယ်ဆိုပါစို့အဲ့ဒီအရာကသူ့တပားကိုလိန်ညာထားလို့ရလာတဲ့ပတ်စံနဲ့ဝယ်ထားတာမျိုးဒါမှမဟုတ်သူ့တပားရဲ့မျက်ရည်ကိုအရင်အနီးပြူပြီးရလာတဲ့ပစ္စည်းမျိုးဖြစ်နေမယ်ဆိုရင်အဲ့ဒါဟာတင့်အတွက်တော့စားကောင်းတဲ့အစာမဟုတ်ပဲအာကုသို့အစိတ်အတောက်တွေဖြစ်နေတတ်ပါတယ်ဗုဒ္ဓဘာသာမှာအာဇီဝတုတိဆိုတာရှိပါတယ်အသက်မွေးဝမ်းကြောင်းစင်ကြယ်ဖို့လိုတယ်လို့ကိုစားတဲ့အစာဟာလည်းစင်ကြယ်တဲ့နီလန်းနဲ့ရလာဖို့အရေးကြီးပါတယ်ခင်လို့ကြွေးလာတဲ့ဆိုပြီးမစင်မချင်းစားထုံးမိတဲ့အခါအဲ့ဒီအာကုသို့ရဲ့အကျိုးဆက်ဟာကျွေးတဲ့သူတင်မကပဲစားတဲ့သူရှိကိုပါကူးဆက်လာနေပါတယ်တခါတလေမှာကျွန်တော်တို့ဘဝမှာအကြောင်းမဲ့စိတ်ညစ်ရတာတွေကန်စာတာနှိမ်ပါလာတာတွေဟာအဲ့ဒီလိုမစင်ကြယ်တဲ့အစာတွေကိုလက်ခံစားထုံးမိတာကြောင့်လည်းပါဝင်နေတတ်ပါတယ်နောက်ထပ်အရေးကြီးတာတစ်ခုကတော့သူတစ်ပါးအသက်ကိုတက်ဖြတ်ပြီးမှပူနွေးကျွေးတဲ့အစာမျိုးပါမင်းလာမယ်ဆိုလို့ငါတက်ပြီးချက်ထားတာဆိုတဲ့စကားမျိုးကြားရင်ဘလောက်ပဲခင်တင့်အနေနဲ့ဝါမထားသင့်ပါဘူးဒါဟာတင့်ကိုအကြောင်းကျ၏တတဝါတကောင်ရဲ့အသက်ဆုံးရှုံးသွားတာဖြစ်လို့ဒီအာကုတို့ဟာတင့်အပေါင်းမှာတိုက်ရိုက်တက်ရောက်မှုရှိသွားပါပြီဒီလိုအနေထားမျိုးမှာအာနာတာထက်ဆိုင်တီလာကိုတန်ဖိုးထားပြီးရှောင်ကျဉ်တာကသာတင့်ဘဝအတွက်အကောင်းဆုံးအကားအကွယ်ဖြစ်လိမ့်မယ်ဒုတိယချက်အနေနဲ့ကျွန်တော်တို့အထူးသတိထားရမှာကတော့မူရစ်စီတဲ့အရာတွေပါပဲတငယ်ချင်းအချင်းချင်းခင်လွန်းလို့ပျော်စေခြင်းလွန်းလို့ဆိုပြီးတခွက်လောက်ပဲတော့ပါဘာမှမဖြစ်ပါဘူးဆိုတဲ့စကားမျိုးနဲ့တိုက်ကြွေးတကြပါတယ်ဒီနေရာမှာတစ်ဖက်လူကစေတနာနဲ့ပဲဖြစ်ဖြစ်အဖော်ချင်းလို့ပဲဖြစ်ဖြစ်ကြွေးတာမှန်ပေမဲ့တင်းသာလက်ခံလိုက်မယ်ဆိုရင်တော့တင့်ရဲ့တတိဆိုတဲ့ကာကွယ်ရေးတိုင်းကြီးပြိုလဲသွားပါပြီအရတိစာကြောင့်တတိလွတ်သွားတဲ့အခါမပြောသင့်တဲ့စကားတွေပြောမိမယ်မလွတ်သင့်တဲ့အမှားတွေလွတ်မိမယ်အကျိုးဆက်ကတော့ခင်မင်မှုပြပြယုံတင်မကပဲဘဝပါအမြဲဆက်ထင်သွားနိုင်ပါတယ်ဒါကြောင့်ဘလောက်ခင်ကိုယ့်ရဲ့တတိနဲ့သီလကိုဖျက်ဆီးမဲ့အရာမျိုးဆိုရင်တော့ပြသားသားငင်းဆန်မှုလိုပါတယ်နောက်တစ်ခုကလူမှုပတ်ဝန်းကျင်မှာအယမ်းတတိထားရတဲ့တင်းအဖျင်းနဲ့ရောနိုးနေတဲ့အကျွေးအမွေးတွေပါခါတလေမှာကျွန်တော်တို့ကိုခင်တဲ့လူကထမင်းဖိတ်ကျွေးတယ်မှုန့်ကျွေးတယ်ဒါပေမဲ့စားနေတဲ့တခြားလုံးမှာသူတစ်ပါးအကြောင်းကိုကဲ့ရတာအပုတ်ချတာဂုံဖြတ်တာတွေကိုပဲနားထောင်နေရမယ်ဆိုရင်အဲ့ဒီအစာဟာတင့်စိတ်ကိုညှဉ်းနှွမ်းစေပါတယ်စားနေတဲ့အစာကဝမ်းပိုက်ထဲကိုရောက်သွားပေမဲ့ကြားနေရတဲ့အာကုသိုလ်စကားတွေကတော့တင့်ရဲ့စိတ်ဝိညာဉ်ကိုအစိတ်ခံနေတာပါအစာကောင်းရင်တနက်အပျော်ကောင်းရင်တသက်ဆိုတဲ့စကားရှိပေမဲ့သူတစ်ပါးကိုထိခိုက်စေတဲ့အပျော်တွေနဲ့ရောနေတဲ့အစာကိုတော့ကျွန်တော်တို့ရှောင်ကျဉ်သင့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိုပတ်ဝန်းကျင်မှာအတူတူစားတော့ရင်ပါဝင်ပတ်သက်မိတာဟာကိုယ်တိုင်လဲအာကုသူအစုအပုံထဲမှာမျှဝေခံစားတယ်လို့ဖြစ်သွားနိုင်လို့ပါပဲအခုနကကျွန်တော်ပြောခဲ့တဲ့အချက်တွေကိုနားထောင်ပြီးတဲ့အထားမှာတငယ်ချင်းကစေတနာနဲ့ကြွေးတာကိုညှင်းအားရင်စိတ်ဆိုးသွားမလားဒါမှမဟုတ်သူတို့နဲ့အရှင်းမဖြစ်သွားမလားဆိုတဲ့စူးရင်စိတ်တွေရှိလာနိုင်ပါတယ်တကယ်တော့ညင်းဆူချင်းဆိုတာရိုက်ဆိုင်တာမဟုတ်ပါဘူးကိုယ့်ရဲ့မူဝါဒနဲ့ကိုယ့်ရဲ့အီးချမ်းမှုကိုကာကွယ်တာပဲဖြစ်ပါတယ်ပထမဆုံးနီးလန်းကတော့ရင်းကြည့်တဲ့အကြောင်းပြတာပါဥပမာအာကုသို့ဖြစ်မဲ့အသားငါးတွေ
မူးယစ်စေတဲ့အရာတွေနဲ့ပတ်သက်လာရင်ကျွန်တော်အခုတလောတီလာစောက်တည်နေလို့ပါဒါမှမဟုတ်ကျမ်းမာကြီးကြောင့်ဒါမျိုးတွေကိုရှောင်နေလို့ပါဆိုတဲ့စကားမျိုးကတစ်ဖက်လူကိုလည်းအရှက်မရစေသလိုကိုယ့်အတွက်လည်းလုံခြုံမှုရစေပါတယ်စစ်မှန်တဲ့သူငယ်ချင်းကောင်းဆိုတာတင့်ရဲ့ကောင်းမြတ်တဲ့ရည်ရွယ်ချက်ကိုမြင်ရင်အတင်းအကျပ်တိုက်ကျွေးမှာမဟုတ်ပါဘူးနောက်တစ်ခုကတော့အစားထိုးခြင်းပါသူကျွေးတဲ့အာကုသူနဲ့နှွေးနေတဲ့အရာကိုညှင်းလိုက်ပေးမယ်တခြားသောအန်ဒီယကင်းနဲ့အရာတစ်ခုခုကိုပြောင်းလဲစားသုံးခြင်းဖြင့်ခင်မင်မှုကိုထိမ့်သိမ်းလို့ရပါတယ်ဒါမျိုးတော့ကျွန်တော်မစားတော့ဘူးဒါပေမဲ့ဒီတီလေးသို့မဟုတ်ဒီရေနွေးချမ်းလေးတော့အတူတူတောက်ကြစို့ဆိုတဲ့ပုံစံမျိုးပေါ့အရေးကြီးဆုံးကတော့ကိုယ့်ရဲ့စိတ်ထားပါတစ်ဖက်လူကိုမုံမလို့ညင်းတာမဟုတ်ပဲအာကူသူကိုခရုတ်လို့ညင်းတာဆိုတာကိုကိုယ့်စိတ်ထဲမှာခိုင်ခိုင်မာမာတန်တိထန်ချထားဖို့လိုပါတယ်ကိုယ့်ရဲ့ယက်တိချက်ကခိုင်မာနေရင်တစ်ဖက်လူကလည်းတင့်ကိုလေးစားလာပါလိမ့်မယ်တတိထားရမှာကအာနာရမှာထက်အာကူသူဖြစ်ရမှာကိုပိုပြီးခရုတ်ယွန်တတ်ဖို့လိုပါတယ်ဘဝဆိုတာခဏတာစုံစည်းကြတာဖြစ်လို့အဲ့ဒီခဏတာအတွင်းမှာတစ်ဖက်လူရဲ့စေတနာအမှားကြောင့်ကိုယ့်ရဲ့ဘဝတန်တရားညှဉ်းနှွမ်းမခံပါနဲ့အနစ်ချုပ်ရမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့လူမှုပတ်ဝန်းကျင်မှာခမင်မှုဆိုတာတန်ဖိုးထားရမယ့်အရာတစ်ခုဖြစ်ပြီးမဲ့အမှားအမှန်ကိုခွဲခြားသိမြင်မှုကတော့ဘဝအတွက်ပိုလို့တောင်အရေးကြီးပါသေးတယ်အာနာရဟာမူမြတ်တဲ့စိတ်ထားဖြစ်ပြီးမဲ့ကိုယ့်ရဲ့အာနာမှုကအကုသိုလ်နဲ့ရိုးရှင်းနေမယ်ဆိုရင်အဲ့ဒီအာနာမှုကတင့်ဘဝကိုအမှန်ချမဲ့အရာဖြစ်သွားနိုင်ပါတယ်စားသုံးခြင်းဆိုတာဝမ်းပိုက်ကိုဖြည့်ယုံတယ်မဟုတ်ပဲကိုယ့်ရဲ့စိတ်ဝိညာဉ်ကိုပါပြုစုပြိုးထောင်နေတာဖြစ်ပါတယ်ဒါကြောင့်ဘလောက်ပဲခမင်တဲ့သူကကျွေးမွေးပါစေစားသုံးလိုက်တဲ့အရာဟာကိုယ့်ရဲ့တီလာကိုပျက်စီးစေမလားသူဓမ္မရဲ့ဒုက္ခနဲ့ယဉ်ထားတာလားစိတ်ကိုညှဉ်းနှွမ်းစေမလားဆိုတာကိုအမြဲတမ်းသတိနဲ့ဆင်ခြင်ကြဖို့တိုက်တွန်းခြင်းပါတယ်စစ်မှန်တဲ့မိတ်ဆွေကောင်းဆိုတာတူးနဲ့တူးအကုသို့ဖြစ်မဲ့လမ်းကိုမသွန်းပို့ပဲကောင်းရမွန်ရလမ်းကိုသာလမ်းညွန်ပေးတတ်ကြသူတွေပါအခုနားထောင်နေကြတဲ့မိတ်ဆွေများအားလုံးလည်းအာနာမှုနဲ့အကုသို့ကိုခွေးခြားသိမြင်နိုင်ပြီးစင်ကြယ်တဲ့အသက်မွေးဝမ်းကြောင်းမှုစင်ကြယ်တဲ့စားတောက်နေထိုင်မှုတွေနဲ့အတူအေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီနေ့အစီအစဉ်ကိုဒီမှာတင်နေကုန်းချုပ်လိုက်ပါရခင်ဗျာနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ